နေနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း1ရက်နေ့မှ9ရက်နေ့အထိတပတ်စာမြန်မာပြည်တွင်ဟောစာတမ်းဒီတပတ်မှာစနေနေ့မွေးသူတွေအတွက်အပြောင်းလဲအသစ်တွေနဲ့ကြုံတွေ့ရနိုင်တဲ့အချိန်မှာစိတ်ရှည်ပြီးတတိနဲ့လှုပ်ဆောင်နိုင်ရင်အခွင့်အရေးကောင်းတွေရလာနိုင်ပါတယ်။စနေနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းပိုင်းမှာတာဝန်ကြီးတွေရလာနိုင်ပါတယ်။အလုပ်ကိုင်အသစ် project အသစ်တွေစတင်ရနိုင်တဲ့ကာလပါ။ဒါပေမဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့နားလည်မှုလွဲတာမျိုးသတိထားပါစနေနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံရှိပေမဲ့အသုံးစရိတ်များနိုင်တဲ့အချိန်မှာအထူးသဖြင့်အိမ်သုံးစရိတ်နဲ့ခီးစရိတ်တွေတိုးလာနိုင်ပါတယ်ငွေကြေးစီမံခန့်ခွဲမှုတေချာလုပ်ဖို့လိုပါတယ်စနေနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကိုတွေအတွက်အရင်ကတည်ထားသူတယောက်နဲ့ပြန်နှီးဆက်လာနိုင်ပါတယ်ချစ်သူရှိသူတွေကတော့စိတ်ရှည်ပြီးနားလည်မှုပေးဖို့လိုအပ်ပါတယ်အသေးအဖွဲကိစ္စလေးတွေကြောင့်စကားများနိုင်ပါတယ်စနေနေ့မွေးသူများအတွက်ကျန်းမာရေးကတော့ခါနာခြင်းအကြောတက်ခြင်းနဲ့ပင်ပန်းနွမ်းနယ်မှုတွေတတိထားပါအနားယူခြင်းလုံလောက်စွာယူဖို့လိုပါတယ်စနေနေ့မွေးသူများအတွက်ရှောင်ရန်ကတော့စိတ်လိုက်မှန်ပါဆုံးဖြတ်ခြင်းသူများကိုအလွယ်ယုံခြင်းငွေကြေးအန္တရာယ်ရှိတဲ့ယင်းနှိမ့်မြုပ်နှံမှုများရှောင်ပါစနေနေ့မွေးသူများအတွက်ဆောင်ရန်ကတော့စနေနေ့မှာအပြာရောင်ပန်းလှူပါတက်ကြီးရွယ်ဦးများကိုကူညီပါအပြာရောင်အသုံးဆောင်လေးဆောင်ပါကံကောင်းစေသောအယောင်တွေကတော့အပြာရောင်ခရမ်းရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့248ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့အင်္ဂါနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာသတိနဲ့ကြိုးစားနိုင်ရင်အောင်မြင်မှုအသစ်တွေရရှိလာနိုင်တဲ့အချိန်မှာအခုလိုတပတ်စာပေတင်ဟောချက်တွေကြည့်ချင်ရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး